ခုနောက်ဆုံးထွက်ပေါ်လာတဲ့စစ်အာဏာသိမ်းခေါင်းဆောင်ကတော့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပါဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာအခုလိုအာဏာသိမ်းမှုအတွက်တစ်ပေါင်းများစွာဘယ်လိုကြံစည်ခဲ့တယ်လဲဒီအကြံစီတွေအကောင့်ထဲပေါ်အောင်ဘာတွေဆောင်ရွက်ခဲ့တယ်လဲဆိုတာတွေကိုတော့မြန်မာအရေးလေးလာသုံးသပ်သူဦးစီသူအောင်မြင့်ကသုံးသပ်တင်ပြထားပါတယ်ကိုအောင်ကတိဖြတ်တင်ဆက်ပေးပါလိမ့်မယ်ရှင်